ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်အခုပုံလေးပြချင်ပါတယ်150ပါယေရှုကံပုံမှာအနမတောက်ပါတယ်ချိထားပါနော်150ပါ150တယ်နော်အခုချင်းနေဆိုကျွန်တော်မကူလို့ရပါတယ်ပြီး250လည်းကျွန်တော်ပြပါမယ်ဒါ250ပါနော်ဒါ250ပါဒီအနေထားတော့တူရှိရနော်အနေထားပါသူအနေထားချိတ်တာရှိမယ်ပြီးတောက်ရှိမယ်နော်ဒီကောင်30ဆက်လေးနော်ဟော30ဆက်လေးပါ150နဲ့ဘယ်လောက်กว่าလဲဆိုတော့150တန်နဲ့ဒါတော့กว่าပါရဲ့ဒါ150နော်ဒါ250ဒါဆက်လေး30ဆက်လေးနော်30လက်မဆက်လေးလက်မဒီကောင်ကျတော့8လက်မ6လက်မပါနော်ရှင်နေရတယ်လို့ရှိပါတယ်ဒီကောင်250ပါဒီကောင်150ပါเนาะကိုကြိုက်နေတဲ့အားလုံးလေးဒီကောင်ဆိုရှင်ကျွန်တော်ရေခဲတက်ပေါ်မှာတင်မယ်ဗီဒီယိုပေါ်မှာတင်မယ်ပြီးလို့ရှိရင်အလှအစင်လေးပေါ်မှာတင်မယ်ဆိုရှင်ဒါလေးကတော့ပါတယ်ဒါ150ပါเนาะကိုရဲ့ခလေးတတမမီပုံလေးတွေတင်လို့ရပါတယ်ဒါကကျတော့ကျွန်တော်နေရာမှာကတ်လိုက်ရတယ်ဟိုမှာစင်မှာတင်နေရเนาะရေခဲတက်ပေါ်တင်တော့နည်းနည်းတော့ကြီးတာပါเนาะဒီကောင်30ဆက်လေးဆိုတာဒါနေရာမှာကတ်ရင်ပို့အဆင်ပြေပါเนาะဒီကောင်ကြီးပြီးလို့ရှိရင်350ပြပါမယ်ဟော380ရမှာနော်380ရမှာဒီကောင်380ပါနော်380ပါဒီကောင် A3 Plus နော် A3 Plus ပါ380ပါနော်ဒီရဲ့အနေထားဒီလိုရှိပါတယ်55 19ပါနော်ဒီအနေထားဒီလိုရှိပါတယ်ဒီဘက်နောက်မှာတောက်ပါနော်တောက်ပါပါတယ်ပြီးရှင်မဖိတာပါပါတယ်ကဲကျန်နေတဲ့ဆိုရှင်ကျွန်တော်လည်းကူလို့ရပါတယ်ထိုင်းနိုင်ငံနေရာနှံ့ပို့ပေးပါတယ်နော်ကျွန်တော်ကဲလို့ကျွန်တော်ပို့လို့ပုံတစ်ခုဖြစ်သွားတယ်ပြတ်သွားဆိုရှင်ကျွန်တော်အစ်စ်ပြန်ကူးပေးပါတယ်ပြီးလို့ရှိရင်ကျွန်တော်စီမှာ250တန်း350တန်း380တန်းကူလို့ရှိရင်ကျွန်တော်ဒါလေးတွေလက်ဆောင်ပေးပါတယ်ဒီလိုပုံလေးတွေလက်ဆောင်တစ်ခုပေးပါတယ်ဒါလေးတွေကတိတက်ကူးမယ်ဆိုရှင်တပုံ30ယူနော်ပလတ်စတစ်မလောင်းဆိုလို့ရှိရင်တော့9 ပတ်ပေါ့နော်အပုံ100ပြည့်တော့9 ပတ်ယူနော်အပုံ100မပြည့်ဘဲနဲ့5 6ပုံတို့10ပုံ15ပုံဆိုရှင်တပုံ6 ပတ်ယူပါတယ်ဒါဆိုလို့ရှိရင်တပုံ2ပုံနဲ့ကူးမယ်ဆိုလို့ရှိရင်ကျွန်တော်12 ပတ်ယူပါတယ်နော်ဒီလိုပုံ100ပြည့်ဆိုရှင်ကျွန်တော်10 ပတ်နဲ့ထားပေးပါတယ်ဒါတော့ plastic လောင်းကနော်အချင်းကြီးကဒီလိုပါပဲအားလုံးကျေးဇူးပါ